ပေးစီငါတော့ဒုက္ခရောက်ပြီဘာရချောကြလို့အပြောင်းစလေးဆွဲပြီးရကွာချီရကွာဟောနုံကြပြန်ကြတော့လေဘာမှလည်းမမင်းတော့တွေ့ဖြတ်ပဲဆိုတာဟောလေအဲ့ဒီမာနဲ့ပြောကြရမှာသွားပြီဒုက္ခရောက်နေပြီမာတယ်ပြော့တယ်ဒီပြော့တယ်မာတယ်ဟောဟုတ်ပါလေဆိုဘာလို့ဘာလို့ရမှာလဲမင်းကဒီပြော့နဲ့မာမှာနှစ်ယောက်လေးရှိရမှာမဟုတ်တာကြံတာတတိပန်းရှိရကောင်အဲ့ဒီကြံတာတွေကတော့အရန်နေပဲတကယ်ကွင်းထဲမှာပလေးနေတာအဲ့ဒီပြော့ရဲ့မာနဲ့တော့လည်းပလေးနေဟောဒါဆိုရင်မင်းကဒိုင်းသူကြီးပဲကွာနှစ်ယောက်လုံးအနီးကပ်ပြပြီးတော့ထုတ်လိုက်မဖြစ်ဘူးအဲ့လိုမဖြစ်ဘူးနှမျောစရာကြီးဟိုနှစ်ယောက်စလုံးကလေအော်ရှေ့လမ်းလေဒါဆိုရင်လေနှစ်ယောက်လုံးတယောက်လုံးစီပေးပြီးကြိုင်ခိုင်းလိုက်ကွာအဲ့လိုလည်းဖြစ်ဘူးကွာတလုံးဘာလို့ကောလဲမဟုတ်ဘောလုံးလေမင်းကဘောလုံးတစ်လုံးတည်းနှစ်ယောက်ကန်နေမယ်ဆိုရင်မညီမရဖြစ်နေမယ်အဲ့တော့တယောက်တုံးပေးပြီးတော့ကန်ခိုင်းလိုက်သူစိတ်ချက်ကန်လို့ရတာပါအဲ့ဒါကြောင့်လေမင်းကဘယ်ကြည့်လို့ကောဘာလို့ကြည့်လို့မကောင်းမင်းရတယ်ကွာဒီမှာငါလာလေးဘောလုံးအဖွဲ့အချုပ်ဥက္ကဋ္ဌဖြစ်ရင်လေကစားသမား20ယောက်ကောဒိုင်လူကြီး3ယောက်ကောဘောလုံးတယောက်လုံးပေးကန်ခိုင်းလိုက်မှာဒါမှဘောလုံးပွဲထဲမှာမြဲမြဲဆိုင်ဖြစ်သွားမှာအခုတော့ဘောလုံးပွဲတယ်ကွာကစီးနေလိုက်တာဘောလုံးတစ်လုံးတည်းဝိုင်းလူပြီးကန်ကြည့်လို့မကောင်းဟုတ်မင်းပြောတော့ဟုတ်တယ်ဟေးမနောက်နဲ့တော့အဘောလုံးတွေပြားတယ်လေကွာမင်းကလေဟေ့အခုငါမင်းနဲ့လာနဲ့ပြောနေတဲ့ကိစ္စလူထိုးတယ်မှာသူကြားရတယ်ငါဘယ်လိုထွက်ပေါက်ရအောင်လုပ်ရမလဲအဲ့ဒါကိုပြောနေတာဘာကြီးလျှောက်ပြောနေတာလဲအေးဟုတ်တယ်လေငါလည်းအဲ့ဒါကိုပြောနေတာပဲကောင်မလေးမြောက်ဘောလုံးတုံးပေးထားတယ်သူတို့လည်းကန်တော်တော့မင်းကွာတကယ်ခွာဒီကွာကြဦးကျော်တော့ဘာလာပြောနေမှမသိဘူးဟဲ့ဒူလိုက်ရဟိုမင်းမမျှဝေပြီးတော့ခံစားလို့ရအောင်အဲ့လူထုနဲ့မှာသူတယောက်စလုံးမင်းကိုမိတ်ဆက်ပေးမယ်ဒါဒီတိုင်းကိုသူ့ကိုချိန်ပါတယ်အချိန်ခွဲပြီးတော့ဟာမင်းဟဲ့မင်းရတယ်ကွာဟိုငကြင်းကောက်ကန်တော့လူမသိဘူးအယိုးစုတော့ငါ့ကိုလာဆွဲမထဲနဲ့တော့ရအောင်မရဘူးကွာငါအကုန်စီစဉ်ပြီးပြီဟာမရခဏနေတော့ဟဲ့ဘယ်သွားမလဲဟေးမင်းဟိုမရဘူးမထိုင်ဒုက္ခပါပဲကွာကိုနဲ့ပတ်သက်လို့တော့လေဟောဒီကကိုတငယ်ချင်းအေးဆွေကုန်ပြီဟောဘယ်လောက်ဒီယူသားဖြစ်တယ်ဘယ်လောက်ဒီချစ်တယ်ဒီကောင်းလေးဒီတော့ဟုတ်လားကိုရေးဆွေဒါဆိုရင်ကိုရေးဆွေကကိုခန့်တောင်းကိုအစားဆုံးပြီးရဲ့တငယ်ချင်းကောင်းပေါ့ဟုတ်လားဟဲ့အေးဆွေဟမ်မင်းနေပြီကွာဟောအဲ့ကောင်အဲ့လိုပဲတော်ဒူတဲ့ကောင်ဘာဖြေလိုက်လေကွာဒီမှာမင်းနေပြီဟုတ်ပါလေဒီကောင်ကြောင်းလေကျွန်တော်ဦးဝဲတွေကပေါင်းလာဆိုတော့ဦးမချေကမ်းမြန်ဆက်ရသိတယ်အကုန်သိတယ်ဟုတ်လားဟိုဒါဆိုရင်တော့ကိုရေးဆွေကိုပဲအားကိုးရအောင်ပါပဲနော်ကိုခန့်နဲ့ဆက်ဆက်ပြီးတော့ကောင်းဆိုးမှန်နေရအောင်ကိုရေးဆွေလည်းတဝက်ရှယ်ရပါရင်နော်ဗျာမရတဲ့အေးစရာလေလူချင်းအခုမှတွေ့ဘူးလေဟုတ်မရအကြောင်းဒီကောင်ဘယ်လောက်ထိတွေ့တာတော့မရအောင်မြင်ဘူးနေအစဆုံးဖြစ်နေတာဟဲ့ဟုတ်တယ်မလားဟုတ်လားမော်လေကိုရေးဆွေယူရမ်းခင်တာမာယာနဲ့တွေ့တိုင်းကိုရေးဆွေသူ့ဘောဘလောက်အနုနာခံနေဆိုတော့ကြောင်မာယာကိုပြောပြနေကြကျေးဇူးပဲနော်ကိုရေးဆွေဟုတ်ကဲ့မာယာမရှိတဲ့ချိန်တွေဆိုလို့ရှိရင်မောင်မာယာကိုစားကြည့်ထားပေးရမယ်နော်မာယာစိတ်ချနေမှာနော်ကိုရေးဆွေခင်ဗျာဟဲ့ဟာကြောင်တော်လုံနေရတယ်ပြောလိုက်လေဟုတ်ကဲ့လို့အေးပါကွာဟုတ်ကဲ့စိတ်ချပါမာယာရဲ့ဒီကြတယ်လားဟုတ်တယ်ဘယ်နဲ့ကဲလို့ပေါ့နင်ရောငါလည်းကဲလို့ပေါ့ဟာဟဲ့ဘာမှလည်းဒီလိုပဲငါ့ကိုမဆက်ဘူးငါလည်းစောင့်နေရပဲဟာအခုဒီမလာသေးဘူးဒါနဲ့မပဲရောငါလည်းသူ့ဒီမှာပဲချိန်တာဒီရဲ့ကြောင်းမလားဟော
ဘယ်လို ဟိုဘယ်မှမပေါ့ပြန်ရင်ကောင်းမှလားလို့ အေးဟောဒီကိုဆိုဘယ်လိုတင်ရမင်းကိုရေးဆိုဘယ်လိုတင်ရလဲကိုရေးဆိုရတော့ဘယ်တင်ရချင်းလေအော်ကိုရေးဆိုရငါဘယ်ထဲငါတင်ရချင်းဟဲ့ဒါဆိုညစ်ချင်တာမရဘူးလေဒီမှာနိမပဲနာမည်အောင်သူလေ မင်းခါဦးပါခင်ဗျာ ဟာ ဟိုခင်ဗျာဦးနေရာလို့ရဲ့ဘဲဘဲအချစ်ချစ်ကလည်းမင်းခါဦးတယောက်တည်းပါပဲခင်ဗျာ ဒါဆိုကြည့်စမ်းဒီလိုထုံးမထိုးလို့ဘယ်ရမလဲအခုအဲ့လူကမှလဲ ဟောလူချောင်းဆိုတော့ဒီအော်ထွက်ပြေးသွားပြီအော်ခင်ဗျားတို့တွေ့လိုက်ဖို့ပြရမလားခင်ဗျားတို့ဝိုင်းပြီးဆုံးမလို့ရတာပါနော် မဟုတ်နဲ့သူတကယ်ချင်းဖြစ်တဲ့အရင်နေ့တော့ရှင့်ကိုပဲအရင်တွေ့မယ်ကဲရှင်းပေါင်းပြီးလေအောင်ရအောင် မလုပ်ပါနဲ့အမေနဲ့တောက်တာ